ဒီနေ့တော့လေပုံမြင်လေးတစ်ပုတ်နဲ့အတူတူလေ့လာကြည့်ကြမလားကြီးမားတဲ့ပန်းတိုင်တစ်ခုကိုဘယ်ကိုရောက်အောင်သွားမလဲဆိုတဲ့အကြောင်းအရန်ကိုစိတ်ဝင်စားဖို့ကောင်းပြီလေးနဲ့တဲ့ပုံမြင်လေးတစ်ခုပေါ့ဟုတ်ပြီဒါဆိုရင်အဓိကမေးခွန်းကတော့ဒါပဲအဝေးကြီးမှာရှိနေတဲ့ပန်းတိုင်တစ်ခုစီကိုလူတစ်ယောက်ကဘလို့များရောက်အောင်သွားနိုင်မှာလဲကဲဒီမေးခွန်းရဲ့အဖြေကိုပုံမြင်လေးထဲမှာအတူတူရှာကြည့်ကြရအောင်ကဲဇလန်လေးရဲ့အဓိကဇက်ဆန်လေးကိုစပြီးတော့မိတ်ဆက်ပေးမယ်နော်သူကဘာတူလဲဆိုတော့ကြီးမားတဲ့ရီမချက်တစ်ခုကိုပိုင်ဆိုင်ထားတဲ့မြင့်ငယ်လေးတစ်စင်းပါပဲတခါတော့ကပေါ့နော်အားနဲ့ချက်တွေနဲ့ပြည်နေတယ်လို့သူ့ကိုယ်သူထင်တဲ့မိငယ်လေးတစ်စင်းရှိခဲ့တယ်သူကလည်းသူ့ကိုယ်သူအမြဲတမ်းသေးငယ်တယ်ဘာမှမစွမ်းဆောင်နိုင်ဘူးဆိုပြီးတော့ပဲမြည်နေခဲ့တာသူရှေ့ကခီးလန်းမှာလည်းစင်ခေါ်မှုကြီးတွေကအစင်တင်စောက်ကြနေရပေါ့ဟိုတင်းဒီကိုထိနေမလားထင်ရတဲ့တောင်တန်းကြီးတွေကိုဖြတ်ကျော်ဖို့ဆိုတာ तू တက်တိမရှိခဲ့ဘူးပြီးတော့အဆုံးအစမရှိတဲ့တဲကန်တာကြီးကိုဖြတ်တန်းရမှာကိုလည်း तू အရန်ကိုကြောက်နေခဲ့တာ ဒီနေရာမှာခဏရပ်ပြီးသူ့ရဲ့အခြေအနေနဲ့သူ့အိမ်မက်ကြာကခြားနာကြာကိုကြည့်လိုက်အောင်တစ်ဖက်မှာကအင်အားချီးနေပြီးကြောက်နေတဲ့မြင့်ငယ်လေးနောက်တစ်ဖက်မှာကျတော့အပြောကျယ်ပြီးအလန်းဝေးကွာလာတဲ့တမှုထရာကြီးဟုတ်တယ်ဒီလိုယဉ်ကြည့်လိုက်တဲ့အခါသူ့ရဲ့ခီကတကယ်ကိုမဖြစ်နိုင်တော့ဘူးလို့ထင်ရတာပေါ့အဲ့ဒီတော့မင်းငယ်လေးကမျောလင်းချက်တွေပျောက်ဆုံးနေတဲ့အတန်နဲ့ဓမ္မဒရိယာကိုမီးဝင်ထုတ်လိုက်တယ်ကျွန်တော်ဘလို့လုပ်ပြီးတော့ဒီလောက်တောင်ဝေးတဲ့နေရာကိုရောက်နိုင်ပါလဲဗျာဆိုပြီးတော့ပေါ့အာဒီနေရာကဇလန်ရဲ့အလက်အပြောင်းပဲဗျာမြင့်ငယ်လေးကသူ့ရဲ့ပန်းနိုင်ဖြစ်တဲ့တမှုရိယာစီကနေအသိပညာကိုရှာဖွေရဲ့အချိန်ပေါ့တမှုရိယာကတော့ဘာပြန်ပြောဟဲလဲကဲကြည့်လိုက်ကြအောင်သမုဒ္ဒရာအတင်းကြီးနဲ့အတတ်နဲ့အခုလိုပဲပြော့ပြောခဲ့တယ်မင်းရလာတိုင်းသာစီစဉ်တော့ပါတောင်ကိုတွေ့ရင်꿰လိုက်ကြောက်တုံးကိုတွေ့ရင်ပတ်သွားချောက်ကမ်းမကိုတွေ့ရင်ခုံချလိုက်အရေးကြီးဆုံးကတော့ဘယ်တော့မှမရက်တတ်လိုက်နဲ့ဆိုလိုရင်ကရှင်းရှင်းလေးပဲဒါကရှေ့ဆက်ဖို့ပဲပြောနေတာမဟုတ်ဘူးကျုံလာတဲ့အတားစီတိုင်းကကိုဘလို့ပုံတွင်ပြောင်းလဲသွားစေတယ်ဆိုတဲ့သတော်တရားကိုပဲညွှန်ပြနေတာသမုဒ္ဒရာရဲ့အကြံဉာဏ်ကိုလက်တွေ့ကြတဲ့အဆင့်လေးတွေဖြစ်ခွေကြည့်ရအောင်နော်1တောင်ကိုတွေ့ရင်လမ်းကြောင်းပြောင်းလိုက်2ကြောက်တုံးကိုပတ်သွားလိုက်3ချောက်ကိုခုံချလိုက်ဒါပဲအားလုံးထဲမှာအရေးကြီးဆုံးအချက်နံပါတ်4တာတော့ဘယ်တော့မှမရက်တန့်ဖို့ပါပဲအထားစီတိုင်းကိုလိုက်လျောညီထွေတုံ့ပြန်ဖို့ပြီးတော့ရှေ့ကိုပဲဆက်သွားနေဖို့ဒါပဲလိုတာကဲဇလန်ရဲ့ action အပိုင်းကိုညောင်းလာပြီမင်းငယ်လေးကသမုဒ္ဒရာရဲ့အကြံဉာဏ်ကိုလက်တွေ့အသုံးချတော့မှာသူခီးစားပြီကောအဲ့လိုနဲ့ပဲမြင့်ငယ်လေးဟာသူ့ရဲ့ခိုင်မာတဲ့စိတ်ဆုံးဖြတ်ချက်နဲ့အတူစတင်စီစဉ်ခဲ့ပါတော့တယ်ခီးလန်းကအမြဲတမ်းတော့ချောမွေ့နေတာမှမဟုတ်တာအခက်ခဲတွေနဲ့တွေ့တဲ့အခါသူ့ရဲ့စီစဉ်မှုကနေကွေးခဲ့ရတဲ့အချိန်တွေလည်းရှိတာပေါ့ဒါပေမဲ့တခါတလေကြတော့လေရဲ့အရာအားလုံးကအဆင်ပြေနေတော့အဲ့ဒီအခါမျိုးမှာတော့အရှင်းအဟုန်နဲ့လင်းမြန်စွာစီးဆင်းနိုင်ခဲ့တယ်ဒါပေမဲ့အရေးကြီးဆုံးကတော့ဒါပဲနေသည်ဖြစ်စေမြန်သည်ဖြစ်စေသူဘယ်တော့မှမရခဲ့ဘူးစီစဉ်နေခြင်းကသူ့ရဲ့တခုတည်းသောအလုပ်ဖြစ်လာပြီးတော့လေခြေထစ်လန်းချင်းစစ်တိုင်းမှာသူဟာဖြည်းဖြည်းနဲ့ပို့ပြီးတော့အင်အားကြီးမှလာခဲ့တယ်ကဲအခုဆိုရင်တော့ဇလန်ရဲ့အထုအထိပ်အဆုံးသက်ပိုင်းကိုရလာပါပြီမြင့်ငယ်လေးရဲ့ဇွဲလုံးလာကဘလို့အမခန်းရလာမျိုးထပ်ပေါ်လာစေခဲ့လဲဆိုတာကြည့်လိုက်ရအောင်နောက်ဆုံးတော့အဲ့ဒီနေ့ရောက်လာခဲ့တယ်အချိန်အကြာကြီးအိမ်မက်မခဲရတယ်တချိန်ကမဖြစ်နိုင်ဘူးလို့ထင်ခဲ့ရတဲ့ပန်းတိုင်တမှုတရာကြီးစီကိုသူရောက်သွားခဲ့ပြီဒါပဲတကယ်အောင်းစရာကအဲ့ဒါမဟုတ်သေးဘူးဗျာသူပန်းတိုင်ကိုရောက်သွားတဲ့အခါမှာသူသဘောပေါက်သွားတာကသူဟာပန်းတိုင်ကိုအောင်နိုင်ခဲ့တာမဟုတ်ဖဲပန်းတိုင်ကိုယ်တိုင်ဖြစ်သွားခဲ့တယ်ဆိုတာပါပဲဟုတ်တယ်သူဟာအားနေတဲ့မြင့်ငယ်လေးတစ်စင်းမဟုတ်တော့ဘူးသူဟာကျေပြောလာတဲ့သမုဒ္ဒရာချီရဲ့အစိပ်ပိုင်းတစ်ခုဖြစ်သွားခဲ့ပြီဒီပုံရနဲ့ရလိုက်တဲ့တင်ခန်းစာကတကယ်ကိုရှင်းလင်းပြီးအားရှိစရာပဲကိုယ့်ရဲ့ပန်းတိုင်ကအယမ်းဝင်းနေတယ်လို့ထင်ရရင်တော့မရက်တန်လိုက်ပါနဲ့လှမ်းလိုက်တဲ့ခြေလမ်းတိုင်ဟာခရီးတစ်ခုတာမကပဲကိုပြောင်းလဲတွတ်တဲ့စေခြင်းတစ်ခုလည်းဖြစ်နေတာအဲ့ဒီခြေလိုင်းတွေကပဲကိုပူပြီးကြီးကျယ်တဲ့ဘဝတစ်ခုစီကိုဖြည်းဖြည်းချင်းပို့ဆောင်ပေးနေတာပါဒါဟာဘဝခီးလန်းပေါ်ကလူတိုင်းအတွက်ခွန်အားဖြစ်စေမဲ့အမှန်တရားတစ်ခုပဲမဟုတ်လားဒါကြောင့်ဒီအကြောင်းအရာလေးကိုအဆုံးမသတ်ခင်မှာစဉ်းစားစရာမိခွန်းတစ်ခုလေးထားခဲ့ချင်ပါတယ်တရားချင်းစီရဲ့ဘဝမှာကိုပိုင်သမုဒ္ဒရာဆိုတာဘာဖြစ်မလဲပြီးတော့အဲ့ဒီပန်းနိုင်စီရောက်ဖို့ကိုကဘယ်လိုပုံစံနဲ့စီးစစ်နေပါသလဲ